ဖူးကခေါက်ဆွဲရလေကောင်းတယ်ဆိုပြီးတော့TikTok မှာလုံးဝခဏခဏတက်နေရအားကြောင့်မလို့ပန်တင်နေစားဖို့ရွေးထားပါတယ်ဝိုင်းရလေ16ဝိုင်းအောင်ဆောင်းရတယ်ပန်ပုံမှန်ဆိုရင်လေဖူးမှာမလာရှန်ကောရိုဟော့ပေါ့လိုပဲစားဖြစ်တာများတယ်ဘာလို့လဲမသိဘူးဒီခေါက်ဆွဲမီနူးတွေကိုလေလုံးဝမရွေးဖြစ်ဘူးအားကြောင့်မလို့ဒီနေ့ပန်တင်နေခေါက်ဆွဲလာစားပြီးတော့ review လေးပြန်ပြီးတော့ရေးပေးပါမယ်ဒီ rice menu လေးလည်းပန်တစ်ခါမှမဖြစ်ဘူးပေါ့နော်အဲ့တော့ဒီနေ့မှာထားတယ်ခေါက်ဆွဲကိုကြတော့ပန်ပုံမှန်ပိုးရှင်းမဲ့မှာထားတယ်အုံလုံးဝထပ်ထည့်ထားတော့သူတို့ဒီတပွဲပိုးရှင်းကိုသိချင်တာပေါ့နော်ဘလောက်ပါလဲဆိုပြီးတော့ပန်3ရမ်းနဲ့မာလာမှာဘန်တို့ကတစ်ခုစီယူလိုက်တယ်ပတ်မောင်လေးကကြတော့မာလာကိုမှအမဲသားနဲ့ယူတာပန်3ရမ်းကိုမှဒီဝက်မိုလုံးနဲ့ယူတာပေါ့နော်သူ့ရဲ့တပွဲရလေးတော်တော်လေးများတယ်ပန် main ကလေးထဲမှာဆိုရင်လေအစားများရဲ့လူထဲမှာအစားကြီးရဲ့လူထဲမှာပါတယ်ပန်တော်မှဝရတယ်ပေါ့နော်အဲ့ဟိုထည့်စရာမလိုအရေရတာလည်းတော်တော်လေးတောက်လို့ကောင်းတယ်နောက်ဆုံးတော့TikTokမှာတက်လာတဲ့ review လေးကတကယ်မှန်တယ်ပေါ့နော်စားလို့ကောင်းတယ်ဖူမှာခောက်ဆွဲမစားရသေးဘူးဆိုရင်သွားပြီးတော့စားကြည့်ပါတော်တော်လေးစားလို့ကောင်းတယ် rice menu လေးကကြတော့ပန်တိတ်တော့မကြိုက်ဘူးပေါ့နော်ဒါမဲ့လေးစားလို့တော့အဆင်ပြေပါသူ့ဈေးထဲနဲ့သူဆိုရင်တော့တန်တယ်လို့ခံစားရပါတယ်အဲ့တော့ပန်ဒီနေ့ review လေးလုပ်ခဲ့ပါတယ်နောက် blog လေးအတွက် follow လုပ်ထားပေးပါအောင်နော်